ဒီနေ့1986ခုဇူလိုင်လ28ရက်တနင်္လာနေ့အဘိဓမ္မာသင်တန်းအစပြုတဲ့နေ့ပေါ့အဲ့တော့အဘိဓမ္မာကိုမလေ့လာခင်အဘိဓမ္မာဆိုတာဘာလဲအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့နည်းနည်းပေါ်မှာသိတင်သိတိုက်တဲ့အချက်လက်ကလေးတွေအခြေခံသမိုင်းကြောင်းအချက်လက်ကလေးတွေဒါသိဖို့ပထမအရေးကြီးအဲဒီတော့ပထမဦးစွာအခုခေတ်မှာဗုဒ္ဓဘာသာခန်းကြီးနှစ်ခန်းရှိထေရဝါဒဗုဒ္ဓဘာသာရဲ့မဟာယာနဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာကိုမဟာယာနတွေကဟိနယာနလို့သူတို့ကခေါ်တယ်အခုချိန်မှာလည်းတုံ့နေကြတော့တယ်ဒါမှလည်းအဲ့ဒီဟာကိုဦးဇင်းတို့ကလက်မခံဘူးဟိနဆိုတာယုံညံ့နေဆိုတဲ့အဓိပ္ပာယ်ရှိသူတို့ကအင်္ဂလိပ်လိုပြန်တော့ lesser vehicle လို့ပြန်တာပဲဒါပေမဲ့လို့အမှန်ကတော့မဟုတ်ဘူးဟိနဆိုတာယုံညံ့နေ base despicable နော်အဲ့လိုအဓိပ္ပာယ်မျိုးတွေထွက် inferior ဒါကြောင့်ဦးဇင်းတို့ကအဲ့ဒါကိုလက်မခံဘူးထေရဝါဒရဲ့မဟာယာနရဲ့ဒါပဲလက်ခံထားတယ်အဲ့တော့ထေရဝါဒဗုဒ္ဓသာသနာကတောင်ပိုင်းနိုင်ငံတွေမှာပြန့်နှံ့ထွန်းကားနေတယ်ပထမမြတ်စွာဘုရားအပွင့်တော်မူပြီးတဲ့နောက်ဗုဒ္ဓဘာသာဟာတဖြည်းဖြည်းနဲ့တောင်ဘက်ကိုရွေ့သွားတယ်နော်အိန္ဒိယတောင်ဘက်ရောက်သွားတယ်အိန္ဒိယတောင်ဘက်ရဲ့နေတခါပြီးဖို့ရောက်နော်သမိုင်းကြောင်းအရပြောရရင်တော့အာသောကမင်းကြီးလက်ထက်မှာရှင်မင်းသားနဲ့တခြားပုဂ္ဂိုလ်9ယောက်ကိုသာသနာပြုစေလို့ပြီးဖို့မှာသာသနာတည်သွားတာအဲ့ဒီသာသနာအဆက်ကထေရဝါဒဆိုပြီးတော့ခေါ်တာပါအဲ့တော့ထေရဝါဒဗုဒ္ဓသာသနာဟာယခုခေတ်မှာဆိုရင်တီဟိုနိုင်ငံမြန်မာယိုဒယာကမ္ဘောဒီးယားလာအိုဒီ9နိုင်ငံမှာထွန်းကားရရှိအဲ့တော့တခြားနိုင်ငံတွေမှာရောထေရဝါဒမရှိဘူးလားဆိုတော့နည်းနည်းပါးပါးတော့ရှိပါတယ်အိန္ဒိယမှာနည်းနည်းပါးပါးရှိတယ်အခုအနောက်အင်္ဂလန်တို့ဥရောပတို့မှာနည်းနည်းပါးပါးရှိတယ်အမေရိကန်နည်းနည်းပါးပါးရှိတယ်ပေါ့ဗီယက်နမ်မှာလည်းနည်းနည်းပါးပါးရှိမဟာယာနကတော့မြောက်ဘက်ကိုပြန့်သွားတယ်ဒါမှမဟုတ်မြောက်ပိုင်းဗုဒ္ဓဘာသာလို့လည်းခေါ်တယ်နော်ထေရဝါဒကိုတောင်ပိုင်းဗုဒ္ဓဘာသာလို့ခေါ်တယ်မဟာယာနကိုမြောက်ပိုင်းဗုဒ္ဓဘာသာလို့ခေါ်တယ်မြောက်ပိုင်းနိုင်ငံဆိုတော့ကိုနီပေါ်တီဘက်တရုတ်မွန်ဂိုလီးယားကိုရီးယားနောက်ဆုံးဂျပန်ပေါ့ဒါတွေပြန့်နှံ့အခုတော့လည်းပဲတကဘာလုံးပြန့်နှံ့နေပါတယ်ဒါလည်းအဲ့ဒီလိုရှိတော့ကိုထေရဝါဒမှာလည်းပဲအဘိဓမ္မာရှိတယ်မဟာယာနမှာလည်းပဲသူတို့အဘိဓမ္မာတွေသူတို့ရှိတယ်နော်အဘိဓမ္မာဥစဉ်ထေရဝါဒမှာလည်းရှိတာမဟုတ်ဘူးဂရုမှာလည်းရှိတယ်ကိုနေကြမယ်ဒါမှမဟုတ်သိမတူတတ်ဘူးနည်းနည်းကွဲပြားတာလည်းရှိတယ်တူတာလည်းရှိနော်အဲ့တော့ဥစဉ်အခုလေ့လာမှာကတော့ကိုထေရဝါဒဒီအဘိဓမ္မာကိုအခုလေ့လာကြမယ်အဲ့တော့ဒီအဘိဓမ္မာပိဋကရဲ့အခြေခံကိုသမိုင်းကြောင်းနောက်ခံကိုနားလည်ဖို့ဆိုရင်ဘာပြန်စဉ်းစားရမလို့ဆိုတော့ပထမတန်ခါယနာတင်တာဒီကနေတန်ရတယ်နော်မြတ်စွာဘုရားပြိဋိဘံပြုပြီးလို့3လကျော်ရှိတဲ့အခါမှာအရှင်မဟာကတ္တပအမှုရှိတဲ့ယဟန္တာ900ကပထမသင်္ခါယနာတင်ပထမသင်္ခါယနာတင်တယ်ဆိုတာအမှန်ကတော့ဗာလဲဆိုရင်ယဟန္တာကြီး900စုပြီးတော့မြတ်စွာဘုရားဟောတော်မူတဲ့တရားတွေအားလုံးကိုစုဆောင်းပြီးတော့စီစစ်ပြီးတော့မှဒါမြတ်စွာဘုရားဟောတဲ့တရားစစ်မှန်ပြီးလို့ကျင့်တဲ့အခါမှာလက်ခံအဲ့လိုလက်ခံတဲ့အခါမှာဒီစာအုပ်တွေမရှိသေးတော့ကိုစုပေါင်းပြီးတော့ရွတ်ဆိုလိုက်တာပဲတန်ခါယနာဆိုတာအဲ့ဒီအဓိပ္ပာယ်ရှိတယ်တန်ဆိုတာအတူတူကခါယနာဆိုတာကရွတ်ဆိုတာအဲ့တော့ယဟန်တန်900အတူတူရွတ်ဆိုလိုက်တဲ့အခါမှာဒီသင်ကြားချက်ဟာမြတ်စွာဘုရားရဲ့သင်ကြားချက်အစစ်မှန်ပဲလို့အဲ့ဒီကောင်ဆယ်ကြီးကလက်ခံလိုက်တာလို့ဆိုတာအဲ့ဒီကောင်ဆယ်မှာပထမသင်္ခါယနာမှာအရှင်မဟာကတ္တပကမေကွန်းထုတ်တယ်အရှင်ဥပါလိကဝီနီးနဲ့ပတ်သက်ပြီးတော့အဖြေပေးရတယ်အရှင်အာနန္ဒာကတုတ်အဘိဓမ္မာနဲ့ပတ်သက်ပြီးတော့အဖြေပေးရတယ်အဲ့လိုဖြေပေးပြီးတော့အားလုံးရှင်းပြီဆိုတော့လက်ခံလိုက်ကြတယ်ပေါ့လေနော်အဲ့ဒီလိုလက်ခံတဲ့အခါမှာ classify လုပ်လိုက်နော်ဒါကဝီနီးပိဋကပဲဒါကတုတ်တံပိဋကပဲဒါကအဘိဓမ္မာပိဋကပဲလို့အဲ့လိုသင်ကြားချက်တွေကို3မျိုး3စားခွဲလိုက်ဒါကိုပိဋကလို့ဒါပါဠိလိုခေါ်တယ်အခုအင်္ဂလိပ်လို basket လို့သူပြန်တယ်ပါဠိစကားပိဋကဆိုတဲ့ပါဠိစကားကချင်းတောင်းဆိုတဲ့အနဲ့လည်းထွက်တယ်ပြီးတော့သင်ကြားအပ်တဲ့ပရိယသင်ကြားအပ်တဲ့အရာဆိုတဲ့အနဲ့လည်းထွက်တယ်ဒီမျိုးအဲ့ဒီမှာသူတို့ကလွယ်တဲ့ဟာယူလိုက်တော့လေ basket ဆိုတော့ပြန်တယ်အဲ့ဒါပါလဲဆိုပိဋက3ပုံပဲနော်ပိဋက3ပုံကဝီနိပိဋကသုတ်တံပိဋကအဘိဓမ္မာပိဋကဝီနိပိဋကကတော့ယဟန်တို့ယဟန်မိမတို့အတွက်ပေါ့သုတ်တံပိဋကကတော့အားလုံးအတွက်ပေါ့
နော်အဘိဓမ္မာပိဋကကတော့အဲ့ဒီတဲ့နည်းနည်းထူးခြားတယ်ပေါ့ဟုတ်လားနောက်တော့ပြောမယ်အဲ့ဒီလိုပထမသင်္ကန်းသာတင်ပြီးတဲ့နောက်နှစ်တရာမြတ်စွာဘုရားပြိဋိဘံပြုတ်ပြီးလို့နှစ်တရာကျတော့ဒုတိယသင်္ကာယနာတင်ပြန်တယ်ရဟန္တာတွေ900အဲ့မှာစုပြီးတော့နော်အဲ့ဒီမှာတော့သိတော့အထူးခြားကြီးမဟုတ်ပါဘူးဒီပထမသင်္ကန်းသာတုန်းကလက်ခံတာတွေကိုပဲထပ်မှန်အတည်ပြုတဲ့သဘောပါဒါပြောကြရတော့အကျေကြီးနေရှိပါလေဒါမှမဟုတ်ထားတော့နော်နောက်တစ်ခါအတောကမင်းတရားကြီးလက်ထက်မှာတတိယသင်္ကာယနာတင်ပြန်တယ်ဒီမှာလည်းပဲပထမဒုတိယသင်္ကန်းနာတုန်းကလက်ခံထားခဲ့တဲ့ဟာတွေကိုပဲထပ်ပြီးတော့အတည်ပြုတဲ့အနေပါပဲအဲ့ဒီအတောကမင်းသားကြီးကတော့ဘုရားပြိဋိဘံပြုပြီးတဲ့နောက်အနှစ်200ကျော်ပေါ့နော်230လောက်မှချင်းတယ်ဒီတတိယသင်္ကန်းနာတင်အဲ့ဒီတတိယသင်္ကန်းနာတင်အပြီးမှာကိုယ်တိုင်းကိုယ်ဌာနကိုသာသနာပြုတွေစေလွှတ်တယ်အဖွဲ့သာသနာပြုအဖွဲ့ယဟန်၅ပါးပေါ့နော်အဲ့လိုစေလွှတ်တော့ကိုသားတော်မဟိန္ဒနဲ့နောက်တော့သင်္ကမိတ်တာပေါ့လေတမီးသားတော်မဟိန္ဒကိုဒီဟူကျွန်းကိုစေလွှတ်လိုက်တယ်ဒီဟူကျွန်းစေလွှတ်လိုက်တော့ဒီဟူကျွန်းမှာအဲ့ဒီခါတုန်းကဧဝနံပိယဒိဋ္ဌဆိုတဲ့ဘုရင်ကြီးအုပ်စိုးနေတဲ့အချိန်အဲ့ဒီဘုရင်ကြီးကိုတရားဟောပြီးတော့ချုပ်လိုက်တော့ကိုသူဘုရားဘာသာဖြစ်သွားပြီးတော့နောက်တော့တကျွန်းလုံးပေါ့ဒီဟူတကျွန်းလုံးဘုရားဘာသာပြန်နှံ့သွားအဲ့ဒီဟူမှာဒီဘုရားသာသနာတီးနေပြီးတော့ကိုမြတ်စွာဘုရားပြိဋိဘံပြုပြီးတော့အနှစ်450လောက်ရှိတဲ့အခါမှာfirst century AD လောက်မှာတို့ဘူးလေ BC အဆုံးတော့ပေါ့လေအဲဒီမှာဘာကြီးဖြစ်တယ်လဲဆိုတော့ယမနတိတ်ကခိုးသူပေးဆိုတပုံပေးကြီးပေါ်တယ်နော်ရှင်းလုံးကလည်းကြီးကျယ်ပဲအဲ့ဒီတပုံပေးက12နှစ်ကြာအဲ့တော့ဒီတိုက်ကြခိုက်ကြဆိုတော့လူတွေဟိုပြေးပြီးတော့ယဟန်တော်တွေလည်းပဲစားစရာနေစရာခက်တယ်အဲ့လိုခက်တဲ့ခါကျတော့တချို့ယဟန်တော်တွေကအိန္ဒိယဘက်ကိုကူးတယ်တချို့ယဟန်တော်တွေကတော့လည်းပဲတို့တော့ဒီဘက်ပါမယ်နေရတော့အိန္ဒိယမကူဘူးဆိုတော့ဒီလိုနေကြတော့ဒီဟိုမှာနေရတဲ့ယဟန်တော်တွေကတော့ဆင်းရဲအသက်မွေးကြရတာပေါ့စားစရာတောက်စရာမပြည့်စုံဘူးနေစရာထိုင်ကြလည်းပဲမပြည့်စုံဘူးပေါ့လေနော်ဒါပေမဲ့လို့ဒီသူတို့ဆောင်ထားတဲ့ပိဋကတွေကိုတော့မမေ့အောင်ဆိုပြီးတော့အမြဲတမ်းသူတို့ကပြန်တခါလေစားဆံပြီးလို့ခြာတဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုဒီကန်းတော့သမုဒ္ဒရာကန်းတော့မှာတဲလေးပို့ခရိုက်တဲပေါ်မှောက်တော့တဲလေးကနည်းနည်းအေးတော့ပေါ့ဘိုက်လေးအေးတော့အဲ့လိုပဲပြန်ပြီးတော့ဆောင်ထားရအဲ့ဒီဘေးကြီးငင်းသွားတဲ့ခါကျတော့အိန္ဒိယပဲပြေးသွားတဲ့ရဟန်းတော်တွေပြန်လာကြတာပေါ့ဒီဟိုမှာငင်းချင်ရေးဖြစ်ပြီဆိုတော့ပြန်လာကြတဲ့ခါကျတော့တွေ့ရတယ်ဒီမှာကြံရတဲ့ယဟန်တွေနဲ့ဟိုသွားတဲ့ယဟန်တွေတွေ့တဲ့ခါကျတော့ဒီမှာကြံရတဲ့ယဟန်တွေဘယ်လိုပြောတော့ငါရှင်တို့တဲ့တင်တော့ဟိုဘက်မှာချမ်းသာနေရထိုင်ရတယ်ပေါ့လေအဲ့တော့ငါရှင်တို့ကတော့မှန်ကန်ပဲရထားလိမ့်မယ်ငါတို့ကတော့ဒီဘက်မှာစင်းရနေရတာဆိုတော့မတော်တဆချိုးရနေတာတွေဖြစ်ချင်တယ်ဖြစ်လေအဲ့တော့ငါတို့တိုက်ဆိုင်ကြည့်ရအောင်တင်လို့ဆောင်ထားတယ်နဲ့ငါတို့ဆောင်ထားတယ်ဆိုအဲ့လိုတိုက်ဆိုင်ကြည့်လိုက်တဲ့ခါကျတော့တလုံးမှမလွဲဘူးလေနော်အားလုံးကိုက်ညီနေတယ်အဲ့ဒီလိုကိုက်ညီနေတဲ့တွေ့ရတော့သူတို့ဝန်တာပြီးတော့နောက်တော့စဉ်းစားနောက်ခါမှဆိုရင်ဒီလိုဆောင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေရှားနေတယ်ပိဋကသုံးဖို့ဆောင်ဆိုင်တဲ့ပုဂ္ဂိုလ်အဲ့တော့ဆောင်တဲ့ပုဂ္ဂိုလ်တွေမရှိရင်ပိဋကသုံးဖို့ပျောက်ကွယ်မယ်ပိဋကသုံးဖို့ပျောက်ကွယ်ရင်သာသနာတော်ကြီးပျောက်ကွယ်သွားလိမ့်မယ်ဒါကြောင့်မို့ငါတို့ပြီးပေါ်မှာရေးကြရအောင်ဆိုပြီးတော့အဲ့ဒီမှာပေတဲ့အခါတင်တယ်နော်ပွဲပေါ့အဲ့ဒါ81st century အတွင်းမှာပဲအဲ့ဒီပေတဲ့အခါတင်တာလောက်အဲ့ဒီပေတဲ့အခါတင်တဲ့ပွဲကိုပဲစတုထသင်္ကာယနာလို့ဒီလိုခေါ်ကြအများတာနော်အဲ့ဒီသင်္ကနာအဲ့ဒီလိုဒီပေတဲ့အခါတင်တာကိုသုတ္ထသင်္ကနာလို့တော့ကျမ်းဂန်မှာဒီခြားဆိုတာမရှိဘူးဒါမှမဟုတ်ဒါသုတ္ထသင်္ကနာလို့ပါပဲဆိုပြီးတော့ယူဆပြီးတော့အားလုံးမှာပဲသုတ္ထသင်္ကနာလို့ပဲအသိမှပြုလိုက်အဲ့တော့ပထမဒုတိယတတိယသင်္ကနာမှာအာဂုံမဲ့ဆောင်လာခဲ့ကြတယ်နော်စတုတ္ထသင်္ကနာကြတော့ကိုပြီးရွက်ဒီပေါ်ကိုရေးပြီအဲ့ဒီနောက်လည်းသာသနာတော်ကြီးဟာအိန္ဒိယနေပြီးတော့အနေနဲ့ရပြန်လာတော့ဗမာပြည်လေးရောက်တော့ပေါ့နော်ဒါပါတော့တခါမင်းလုံးမင်းကြီးလက်ထက်ကြတော့ပင်စမသင်္ကနာဆိုပြီးတော့တင်နေတယ်နော်ဒါတော့ကြားဘူးကြပါလိမ့်မဟုတ်လားမန္တလေးမြို့ဒီနတ်ဒီမင်းလုံးမင်းကြီးမင်းလုံးမင်းကြီးကတော့ဟိုသုဒ္ဓသင်္ကနာတဲ့တဆင့်တက်ပြီးတော့ပြောဘာလို့လဲကြောက်ချက်ကြည့်တော့မှရေးနော်ကြောက်ချက်ပေါင်း929ချက်ရှိအဲ့ဒါအခုကြောင်ရှိသေးတာပဲတော့ဖတ်ရတာမန္တလေးမြို့ပေါ့မန္တလေးတောင်ကြီးမှာ
ကုသိုလ်တော်လို့ခေါ်တယ်နော်အဲ့ဖရားထဲမှာကျောင်းစာတစ်ခုဂုတစ်ခုနဲ့ထားတာနောက်တစ်ခါသတ္တသင်္ဃာယနာဆိုတာကတော့ဥစ္စနုခေတ်ပေါ့ဟုတ်လား1954ခုမှာနော်သတ္တသင်္ဃာနာရန်ကုန်မှာကျင်းပါတယ်အဲ့ဒီသတ္တသင်္ဃာနာကြတော့စာအုပ်တွေရိုက်တော့တယ်ကျမ်းစာတွေရိုက်တယ်နော်ပါဠိတော်ကျမ်းစာတွေအခုထိအောင်ကဘာမှာအကောင်းဆုံးပါဠိစာမူဖြစ်နေအသိမှတ်ပြုထားရတယ်နော်အဲ့ဒီ6ကြိမ်သောသင်္ဃာနာတို့မှာဒီဝိနည်းပိဋကသုတ်တံပိဋကအပိဓမ္မာပိဋကကိုအတည်ပြုလက်ခံထားခဲ့ကြတယ်နော်ဒါကြောင့်မို့ဒီအခုတွေ့နေရတဲ့ပိဋကတော်တွေဟာနောက်မှာဟိုလူကရေးဒီလူကရေးဟိုလူကထက်ဒီလူကထက်ဒါမျိုးတွေမဟုတ်ဘူးမြတ်စွာဘုရားရဲ့နှုတ်ကပတ်တော်ကိုအရှင်အာနန္ဒာနဲ့အရှင်ဥပါလိကဆောင်းထားတယ်သူတို့ကတဆင့်ပထမသင်္ဃာနာမှာရန်တော်တွေအားလုံးကိုအသိပေးတယ်အဲ့ဒါအားလုံးလက်ခံပြီးတော့အစဉ်စဉ်ဆောင်းလာခဲ့ကြလို့ယခုထိအောင်ရှိတယ်ဒါကြောင့်မို့ယခုထိအောင်ရှိနေတဲ့ဝိနည်းသုတ်တံပိဋကမှာဆိုတဲ့ပိဋကတွေဟာမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားထားတဲ့ပိဋကတွေနော်အဲ့ဒီပိဋကတွေကိုပိဋကအားဖြင့်3ပုံနော်မိကေအားဖြင့်ကျတော့5ခုမိကေ9ရက်သုံးနော်ပိဋက3ပုံမိကေ9ရက်အဲ့လိုလဲခွဲသေးတယ်2မျိုးခွဲတယ်အဲ့ဒီပိဋက3ပုံကိုပဲမိကေအားဖြင့်ခွဲလိုက်တော့5မျိုးဖြစ်တယ်နော်ပထမမိကေကဒီကမိကေတဲ့နော်ကာကြီးနဲ့ဒီကဒါတွေလုံးကြီးတဲ့ဆံကနဲ့ဂါကြီးနဲ့ဒီကဆိုရှည်ရအောင်ဆိုလို့လေရှည်တဲ့တုတ်တွေစုပေါင်းထားတယ်နော်ဒီကနိကေနောက်တစ်ခုကမစ္စည်းမနိကေနော်မရဇာကွဲစားမြင်ဆွဲဆင့်လုံးကြီးတင်နောက်တစ်ခါမစ္စည်းမနိကေဆိုတာကမစ္စည်းမဆိုတာ middle line အလေအလတ်မတူမရှိတုတ်တွေစုပေါင်းထားတာနောက်တစ်ခုကတော့တန်ယုတ်တနိကေနော်တန်ယုတ်တနိကေကတော့တုတ်တူလိုလေးတွေစုပေါင်းထားတာမလို့အသင့်ပြည့်ရှိတာလေးတွေရှိတော့ရှိပါတယ်ညာတော့ကျန်တော့တုတ်တော်လေးတွေပြီးတော့တခါအင်္ဂုတ္တရနိကေနော်အင်္ဂုတ္တရနိကေဆိုတာကတော့ကိုတရားတွေကိုတစ်ခုနှစ်ခုသုံးခုလေးခုစုပေါင်းပြီးတော့ဟောတာဟုတ်လားလောကမှာဒီအများဆုံးပုဂ္ဂိုလ်တယောက်တည်းသာရှိတယ်အဲ့ဒါတော့ဘုရားပဲစသည်ဖြစ်ပေါ့လေအဲ့ဒီလိုတစ်ခုအစုတရားနှစ်ခုအစုတရားသုံးခုအစုတရားနဲ့အဲ့ဒီလိုတစ်ဖြည်းဖြည်းနဲ့တိုးသွား7တိအောင်ရှိတယ်ဒါကြောင့်မို့အင်္ဂုတ္တရလို့ခေါ်တယ်အင်္ဂါဆိုတာကအင်္ဂါဆိုအစိမ့်ပိုင်းပေါ့ဥတ္တရဆိုတာများသွားတာအထက်တက်သွားတာကြောင့်သူအင်္ဂလိပ်လိုပြန်တော့ gradual saying ဆိုအဲ့လိုပြန်တယ်ပြီးတော့မှနောက်တစ်ခုကခုတ်တကနိကေတဲ့နော်အဲ့ဒါပြင်စမနိကေပဲခုတ်တကဆိုတော့ငယ်တယ်လို့ဆိုလို့ငယ်တယ်ဆိုတော့အမှန်ကတော့ဆိုကဲကြည့်တဲ့နိကေ၄ခုမှာမပါတဲ့ဟာတွေကိုခုတ်တကနဲ့ကုန်သွင်းတာနော်ဒါကြောင့်မို့ဝိနည်းပိဋကကလည်းခုတ်တကနိကေလည်းပါပါတယ်အပိဓမ္မာပိဋကကလည်းခုတ်တကနိကေလည်းပါသွားတယ်ကျန်တဲ့သုတ်တန်တွေလည်းခုတ်တကနိကေလည်းပါသွားတယ်အဲ့တော့ခုတ်တကလို့နာမည်ကသေးတယ်အမှန်တော့ခုတ်တကနိကေကအများဆုံးဖြစ်နေဒါကြောင့်မို့နိကေအဖြစ်9ရက်ပိဋကအဖြစ်3ပုံအဲ့လိုပဲခြားထားအဲ့အခုသတ္တသင်္ဃာနာမှာရိုက်ခဲ့တဲ့စာအုပ်တွေအနေနဲ့ပြောလို့ဆိုစာအုပ်ပေါင်း40ရှိတယ်နော်ဒီပိဋက3ပုံ3ပုံနိကေ9ရက်ဟာကောင်းပြီအဲ့ဒီပိဋက3ပုံမှာဝိနည်းပိဋကဆိုတာကခုနပြောတဲ့အတိုင်းယဟန်တော်တွေကိုရင်တာမဏေတွေဝိက္ခုနီတွေကျင့်သုံးဖို့ဟောထားတဲ့သေခါဗုဒ္ဓရဲ့နော်ပြီးတော့သေခါဗုဒ္ဓကိုဘယ်လိုအတိတ်ပဲဖွင့်ပြရမယ်ပြီးတော့ညီတာထိုင်တာတွေရောအကုန်လုံးပေါ့လေအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပရိစာအုပ်ကြီးတွေလိုဟာပေါ့လေဝိနည်းဆိုတာနော်သုတ်တံပိဋကဆိုတာကတော့ကိုအများနားလည်အောင်ဟောတဲ့တရားတွေပါယဟန်တွေကိုလည်းပဲဟောတယ်လူတွေကိုလည်းပဲဟောတယ်နတ်တွေကိုလည်းပဲဟောတယ်အဲ့ဒါတွေကိုတော့သုတ်တန်တရားတွေလို့ခေါ်တယ်အဘိဓမ္မာဆိုတာကတော့ဒီထူးကဲတဲ့တရားလို့ဘယ်လိုဆိုရနော်အဘိဓမ္မာအဘိရဓမ္မရနှစ်ပုဒ်တွဲထားအဘိဆိုတာကတဲ့လွန်ကဲတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်သုံးဖို့ထူးမြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဓမ္မဆိုတာတရားပေါ့အဲ့တော့လွန်ကဲထူးမြတ်တဲ့တရားဆိုတာဘာကိုဆိုလိုတာလဲအဘိဓမ္မာမှာဟောထားတဲ့တရားတွေကသုတ်တံမှာဟောထားတဲ့တရားတွေတဲ့သာလို့လားပို့ပြီးတော့မြတ်လို့လားဆိုတော့ဒီလိုမဟုတ်ဘူးတဲ့နော်လွန်ကဲထူးမြတ်တယ်ဆိုတာအမှန်ကတော့ဒီဟောပုံလွန်ကဲတာကိုဆိုတာဟောပုံထူးခြားတာကိုဆိုလို့ဟောပုံထူးခြားတယ်ဆိုတာကဒီလိုဒီသုတ်တံပိဋကမှာခန္ဓာ၅ပါးဆိုရင်ခန္ဓာ၅ပါးအကျဉ်းလေးတွေဟောတော်မူတယ်အခြေကြီးမဟုတ်ဘူးအဘိဓမ္မာပိဋကကျတော့အဲ့ဒီခန္ဓာ၅ပါးကိုအခြေချိတ်လို့ဟောတော်မူတယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့သိတဲ့တာမှတည်း
နော်အကုန်လုံးတခါတော့ဟောချတယ်အဲ့ဒီလိုကွာအဲ့တော့ခန္ဓာ၅ပါးကိုသုတ်တံမှာတမျက်နှာလေးနဲ့ဟောထားတာတမျက်နှာနဲ့ရိုက်လို့ရတယ်အပြီးတော့မှခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ဟောထားတာဝိပင်းပါဠိတော်မှာဆိုဇာမင်းနဲ့80လောက်ပြည့်သွားတယ်သုတ်တန္တဘာဇနီယာနီးအဘိဓမ္မာဘာဇနီယာနီးအမေးဖြေနီးစသဖြင့်အဲ့ဒီလိုနီးတွေနဲ့အမျိုးမျိုးချဲ့ပြီးတော့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့သိသိသိတိုက်တာအကုန်လုံးပါအောင်ဆိုပြီးတော့ဒီလိုဟောတော်မူဒါကြောင့်မို့ဟောတော်မူတဲ့အချင်းအရာအပြင်ထူးခြားတဲ့အတွက်ကြောင့်မို့အဘိဓမ္မာလို့ခေါ်အဘိဓမ္မာကသုတ်တန်နဲ့ပုံမြင့်မြတ်တယ်အဘိဓမ္မာဟောတဲ့တရားတွေကသုတ်တန်မှာဟောတဲ့တရားတွေကတာတယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးနော်အဲ့တော့ method of treatment မှာသူကပို့ပြီးတော့ခြေဝန်းများပြတယ်ဒါကြောင့်မို့အဘိဓမ္မာလို့ခေါ်ဟုတ်ပြီတန်ရုပ်ဒီတန်ရုပ်မှာတမျက်နှာဟာဝိပင်းပါဠိတော်မှာ68မျက်နှာတရားရှိတယ်နော်ဟောတာပါဠိတော်စာအုပ်ကဒီမှာမရှိတော့မပြနိုင်ရှိရင်လည်းပြလို့ရတယ်အဲ့တော့ဘာထူးတယ်လဲသုတ်တန်ဟောထားတဲ့တရားနဲ့အပြီးဒီမှာဟောထားတဲ့တရားနဲ့သုတ်တန်မှာကျတော့မြတ်စွာဘုရားကသမုဒ္ဒိပညာလို့ခေါ်တဲ့လူအလုံးသုံးနေတဲ့စကားလုံးတွေနဲ့ဟောတော်မူတယ်လူပဲနတ်ပဲတတ္တဝါပဲမိန်းမပဲယောက်ျားပဲစသည်ဖြင့်ပေါ့နော်ဒီလူစကားလုံးတွေနဲ့ဟောထားတယ်မင်္ဂလာတုတ်တို့ဟုတ်လားဓမ္မစကြာတုတ်တို့ဘာလို့ဒီကြားရတယ်မဟုတ်လားနော်အဲဒီမှာဟောထားတာဒီဆိုရင်အခုလိုနာတာတယောက်လာပြီးတော့မြတ်စွာဘုရားရှောက်တယ်မြတ်စွာဘုရားကပြန်ပြီးတော့ဖြေတဲ့အခါမှာလူမိုက်မပေါင်းနဲ့လူလေးမပေါင်းစသည်ဖြင့်ဒီလိုပဲဟောတော်မူတယ်မဟုတ်လားနော်အဲ့ဒီလိုနေ့စဉ်သုံးစကားနဲ့သုံးပြီးတော့ဟောတော်မူတဲ့သုတ်တံပိဋကအဘိဓမ္မာပိဋကကြတော့ကိုသမုဒိသစ္စာကိုစွန့်ပြီးတော့ပရမတ္ထသစ္စာလို့ခေါ်တဲ့ ultimate reality အဲ့ဒီအသုံးနှုတ်နေနဲ့သုံးပြီးတော့မြတ်စွာဘုရားဟောတော်မူအဲ့တော့ဒါကြောင့်မို့ဒီအဘိဓမ္မာကျတော့ဘာတွေတာတွေ့မလဲခန္ဓာအာယတနာဓာတ်သစ္စာစိတ်စိတ်တိတ်စသဖြင့်ဒါတွေပဲတွေ့တယ်တတ္တဝါပဲပုဂ္ဂိုလ်ပဲဆိုတော့အဲ့လိုဟာနဲ့ဟောထားတာမရှိဘူးအဲ့တော့ဘာနဲ့တူတယ်လဲဆိုတော့ကိုလောကပညာတွေမှာလက်ထက်ကျတော့စကလုံးတစ်မျိုးသုံးတယ်ဟုတ်လားသူတို့ကအပြင်ရောက်လာတော့အပြင်စကားသုံးတယ်အဲ့လိုပေါ့ရေကိုအပြင်မှန်နေရေပဲခေါ်မယ်ပေါ့ဟုတ်လားရေတုပ်ကတော့ရှင်နေရေတုပ်ပဲပေးပါလို့သုံးမယ်လက်ထက်မှာပြောရင်သူ H2O လို့ပြောလိုက်နော်တခြားဟာတွေလည်းဘာတွေလည်းမသိရှိဦးမှာစားကြမယ်ကိုတည်းကဘာခေါ်မလဲဆိုဒီယမ်ခေါ်မယ်အဲ့ဒီလိုပေါ့အဲ့ဒီလိုအဘိဓမ္မာကအဲ့ဒီလက်ဟိုနဲ့တူတယ်language နဲ့တူဒီလူတယောက်ကိုလူလို့မခေါ်တော့ဘူးယောက်ျားလို့မခေါ်တော့ဘူးခန္ဓာ၅ပါးစုဝေးမိန်းမလည်းခန္ဓာ၅ပါးစုဝေးစသဖြင့်ပေါ့ဒီလိုဒီတကယ်ရှိတဲ့တရားအနေနဲ့အဲ့ဒါတွေကိုပဲကောက်ပြီးတော့မြတ်စွာဘုရားသုံးသွားတယ်အဲ့ဒါကြောင့်မို့သုတ်တန်နဲ့အဘိဓမ္မာဘာထူးလဲဆိုအဲ့ဒါနော်သုတ်တန်မှာတော့ခေတ္တလောကသုံးစကားလိုက်ပြီးတော့မြတ်စွာဘုရားဟောတော်မှာအဘိဓမ္မာကြတော့ကိုပရမတ်သဘောတရားလို့ခေါ်တဲ့တကယ်အစစ်အမှန်ရှိတဲ့သဘောတရားတွေကိုဆိုလိုတဲ့စကားလုံးတွေကိုသုံးပြီးတော့ဟောတော်မူတယ်အဲ့လိုကွာသွားတယ်အဲ့ဒီအဘိဓမ္မာမှာဒီအစစ်အမှန်နော်တကယ်ရှိတယ်လို့ပြောရင်တကယ်ရှိတာဟုတ်လားအစစ်အမှန်လို့ဆိုတာနော် reality ဆိုအဲ့ဒါကိုပြောတာအဲ့ဒီအစစ်အမှန်တွေကိုကြည့်မြတ်စွာဘုရားကဟောတော်မူတာလေဆိုလိုတာကတော့ကို chemistry အနေနဲ့ပြောမယ်ဆိုရင်နော်အခုဒီမှာရှိတဲ့ပစ္စည်းတွေအားလုံးက chemistry နဲ့ပြောရင် elements တွေကြီးပဲဟုတ်တယ်မလား element အမျိုးမျိုးသူအချိုးရပေါင်းဆက်ပြီးတော့ဒါကတစ်ပင်ဖြစ်နေမယ်ဒါကကြောက်ခဲဖြစ်နေမယ်ဒါလူဖြစ်နေမယ်စသဖြင့်ပေါ့ဟုတ်တယ်မလားအဲ့ဒါမျိုးလို့ပဲဒီတကယ်အကြည့်အကျပြောကြဆိုတော့လောကကြီးမှာစိတ်တိတ်ရုပ်နိဗ္ဗာန်တို့ကိုခန္ဓာ၅ပါးဒါပဲရှိတယ်လူပဲပုဂ္ဂိုလ်ပဲတတ်တော်ပဲဆိုတာဒါရှိတာမဟုတ်ဘူးလူလောကကသမုတ်ထားလို့ဒါရှိတယ်လို့ဆိုရတယ်တကယ်ကတော့ရှိတာမဟုတ်တကယ်ရှိတာကဘာလဲရုပ်နဲ့နာဟုတ်လားတို့မဟုတ်ခန္ဓာ၅ပါးတို့မဟုတ်စိတ်တိတ်ရုပ်နိဗ္ဗာန်အဲ့ဒါကတည်းကရှိတယ်အဲ့ဒါကြောင့်မို့ဒီအဘိဓမ္မာပိဋကမှာတကယ်အရှိတရားဖြစ်တဲ့ရုပ်တို့နာမ်တို့ကိုအကျေဟောတော်မူတယ်နော်တို့မဟုတ်ခန္ဓာ၅ပါးအာနာ12ပါးဓာတ်18ပါးစသဖြင့်ဒါတွေကိုအကျေဟောတော်မူစိတ်ကိုဘယ်လောက်ထိအောင်ဒီအသိစိတ်အောင်ဟောထားတယ်လေပြီးတော့ဟုတ်ဦးဇင်းတို့ခေတ်သုံးတယ်နေ့စဉ်သုံးစကားနဲ့ပြောတဲ့အခါမှာစိတ်လို့ပြောလိုက်တာပဲနော်တကယ်ပြောမယ်ဆိုရင်နေ့စဉ်ပြောစကားမှာသုံးတဲ့စိတ်ဟာအဘိဓမ္မာအလိုဆိုစိတ်နဲ့စိတ်တွေနှစ်မျိုးကိုဆိုလို့စိတ်နဲ့စိတ်တွေကအများအားပေါင်းပြီးတော့ဖြစ်တယ်တွဲဖြစ်တယ်ခွဲထားလို့မရဘူးတစ်ခုနဲ့ညံနဲ့ဒါဒါကတော့စိတ်ပဲဒါကစိတ်တွေပဲလို့ခွဲခြားသိလို့ရဓာတ်ခွဲသလိုပေါ့လေတစ်ခုစီခွဲလိုက်လို့မရတခါအဲ့ဒီစိတ်ကလည်းပဲနော်အမျိုးမျိုးရှိတယ်စိတ်ပေါင်း89မျိုးသုံးမှု121မျိုးရှိတယ်
တခါစိတ်တိတ်ကလည်း52ခုတောင်ရှိတယ်အဲ့ဒီလိုမြတ်စွာဘုရားကဒီ mind ကိုအင်္ဂလိပ်လိုပြောတယ်ဒီ mind ကိုအလွန်အသေးစိတ်ဝေဖန်ပြီးတော့ဟောတော်မူတာအဲ့တော့အရှင်သာသတိကဘာပြောဘူးတလဲဆိုတော့မိလိနာမင်းကြီးတဲ့မြတ်စွာဘုရားကအလွန်ခဲရင်တဲ့အမှုကိုပြုတော်မူခဲ့တယ်ဘာလဲဆိုဒီဒါစိတ်ခဲဒါစိတ်တိတ်ခဲနော်စိတ်တိတ်မှလည်းပဲ52ပါးရှိတော့ဒါဟာကဖတ်တာပဲဒါကဝေဒနာပဲစသဖြင့်မြတ်စွာဘုရားခွဲခြားဟောခဲ့တာဟာလေအလွန်ကိုခက်ခဲတယ်တဲ့နော်သမုဒ္ဒရာရဲ့ရေလေးလက်တစ်ခုလောက်ကိုယူပြီးတော့တဲ့ဒီရေကတော့ခင်းကမြည့်ရေပဲဒီရေကတော့ယမှုနာမြစ်ကရေပဲလို့ပြောဖို့ရာကမှလွယ်လေဦးမယ်နော်အတူတူဖြစ်ဒီအာယုံအတူတူယူအတူတူမိယာအတူတူကိုမှီပြီးတော့ဒီအတူတူကဖြစ်တဲ့နန္တရားထဲမှာဒါကတော့စိတ်ဟိနော်ဒါကတော့ဖတ်တာဒါကတော့ဝေဒနာဒါကတော့သင်ညာစသဖြင့်ခွဲခြားပြီးတော့ပြောနိုင်မှုဆိုမြတ်စွာဘုရားပဲရှိတယ်။အဲ့ဒီလောက်ခက်ခဲတယ်။အဲ့ဒီလောက်ခက်ခဲတာကိုမြတ်စွာဘုရားကတတ္တဝါတွေကိုဟောခဲ့တယ်။ဒါကြောင့်မို့ဒီစိတ်ကိုလေ့လာတဲ့နေရာမှာအဘိဓမ္မာဟာအလွန်အသေးစိတ်သူတို့ပြောကြတယ်ဒီခေတ် psychology ကတော့ဒါတော့အသေးစိတ်တာမရှိသေးဘူးလို့ဆိုတယ်နော်စိတ်သိပိုင်းကြရင်ဒါတွေ့တယ်စိတ်သိပိုင်းမှာအလွန်စိတ်ဝင်စားဖို့ကောင်းတယ်စိတ် mental state တွေကိုအမျိုးမျိုးဒီတစ်ခုတစ်ခုကိုလက္ခဏာရတပိစုပဋ္ဌာန်ပဋ္ဌာန်ဆိုတာနဲ့တခါလဲလေ့လာရတာအဲ့ဒါအလွန်စိတ်ဝင်စားဖို့ကောင်းပြီးတော့ဒီအဘိဓမ္မာမှာရုပ်တရားကိုလည်းပဲခုနပြောသလိုပဲအကျယ်ဝေဖန်ပြီးတော့ဟောတော့မှာနော်chemistry မှာဆိုရင် elements မှာတရားကျော်ရှိတယ်နော်ဦးဇင်းတို့ရုပ်ကတော့28ခုပဲရှိတယ်နော်ဒါလည်းတော့တစ်ဖြည်းဖြည်းနဲ့အကျယ်လာတယ်ဒီရုပ်တရားဘယ်လိုဖြစ်လာတယ်ဘယ်လိုသူတို့ကလည်း group နဲ့နေတာဟုတ်လားဘယ်လိုအစုဖြစ်တယ်ဘဝတစ်ခုမှာဘယ်ချိန်မှာစဖြစ်တယ်ဘယ်ချိန်နောက်ဆုံးချုပ်သွားတယ်စသည်ဖြင့်ပေါ့လေရုပ်နဲ့ပတ်သက်ပြီးတော့တည်တဲ့ထားတယ်အဲ့ဒါလေးလည်းပဲပြီးတော့မှဟောတာဒါကြောင့်မို့ဒီအဘိဓမ္မာကိုမေးပြီးရှိတယ်အဘိဓမ္မာဘာလဲ philosophy လား psychology လားဘာတော့ဒါအကုန်ပါလာတယ်နော် philosophy ဆိုလည်းဟုတ်တာပဲ psychology ဆိုလည်းဟုတ်တာပဲ ethics ဆိုလည်းပဲဟုတ်တယ်လို့ဟုတ်တယ်ဒါကြောင့်မို့ဆရာတော်ဥပ္ပတိလာကဟို the path of Buddha ဆိုတဲ့စာအုပ်ထဲမှာရေးထားတာရှိတယ်နော်သူကဘယ်နဲ့ရေးလို့လဲ it is a philosophy in as much as it deals with the most general causes and the principles which govern all things it is also an ethical system because it enables one to realize the ultimate goal nibbana and because it deals with the working of the mind with thought processes and mental factors it is also a system of psychology Abhidhamma is therefore generally translated as the psycho-ethical philosophy of Buddhism. The Abhidhamma philosophy is about psychology, ethics about it. The other about psychology, no? Say Nandayajin, said the Jisu Bugoni, Nandayana, Yudiana, Jisu Bugoni, Dario, Miyaji Hodo. Kami, Abhidhamma Tapu, the Kelu, the Lamalubula.နော်အဘိဓမ္မာတတ်ဖို့တကယ်လိုလားမလိုဘူးလားဘယ်လိုပြောရတတ်တဲ့ပုဂ္ဂိုလ်ကလည်းလိုတယ်လို့ပြောတယ်မတတ်တဲ့ပုဂ္ဂိုလ်ကလည်းလိုအောင်ပါလို့ပြောချင်တယ်ပြောလို့နော်အခုခေတ်မှာများသောအားဖြင့်အဲ့လိုလူတွေများတယ်နော်တယ်မှာအဘိဓမ္မာမလိုအောင်ငါတို့စာအုပ်ဒီပါနေနားလည်နေတာပဲလို့ပြောတယ်ဟုတ်လားအဲ့ဒါအဖြေက2မျိုးပြရတရားတူရဖို့အားထုတ်နော်ဘုမထမြောက်ကြောင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရန်အားထုတ်မယ်ဆိုရင်အဘိဓမ္မာမတတ်တော့လည်းပဲဆရာသမားနဲ့အားထုတ်ရဖြစ်အဘိဓမ္မာအများကြီးတတ်ဖို့မလိုဘူးတတ်ရင်တော့ကောင်းပါလားနော်သို့တော့ဒီစိတ်တွေစေတွေယုံနေမှဒါတွေအကုန်လုံးနားလည်မှမင်းတရားထိုင်ရမယ်လို့ပြောလို့မဖြစ်ဘူးနော်အဲ့ဒါသိထားဟုတ်လားအဘိဓမ္မာမတတ်ချင်နေပြီဟိုတရားပြတဲ့ဘုန်းကြီးကနော်လောကမှာမြတ်စွာဘုရားဟောထားတာယုတ်နဲ့နာမရှိတယ်လို့ဟောထားတယ်နော်ဒီယုတ်နဲ့နာဟာလည်းပဲအိဋ္ဌသဘောဒုက္ခသဘောအနတ္တသဘောကမလွန်နိုင်ဘူးဒါမြတ်စွာဘုရားဟောထားအဲ့ဒါလောက်ကလေးနားလေသွားရင်တဲ့တရားထိုင်လို့ရတာပါပဲဓမ္မစီဆရာတော်ကသမီးစီတာနော်ဒါကြောင့်ပြောမိတတ်တယ်အဘိဓမ္မာမတတ်ရင်တရားထိုင်လို့ဖြစ်ပါမလားတရားမထိုင်ကောင်းမှုလို့ပါနေပြောတတ်တယ်နော်အဲ့လိုမဖြစ်စေအောင်အဲ့ဒါဘာကြောင့်လဲဆိုတော့ဝိတုကြောင့်တစ်ခုကရှင်းစုလိုပန်ဆိုတာကြားဘူးလားမသိဘူးတိတ်နဲ့ညံထိုင်းတယ်ခါလေးဒီပုဂ္ဂိုလ်လေးလာကျက်လို့မရဘူးဆိုတယ်နော်ဘယ်လိုလုပ်ပြီးတော့အဘိဓမ္မာသိတတ်လဲဒါမှမဟုတ်သူ့ကိုမြတ်စွာဘုရားကကမ္မထာပြီးတော့တရားထိုင်လို့နိုင်ပိုင်းတွင်မှာတဏှာကြီးတော့ကြာချင်မှကြာမယ်ထားပါလားယဟနာဖြစ်သွားတယ်အဲ့တော့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကြီးရောက်တဲ့ပုဂ္ဂိုလ်တွေပဲပြီးတော့မှတတ်တချို့ဘုရားဘာသာတော်မဟုတ်ဘူးမြတ်စွာဘုရားတရားဟောပြီးတော့တရားထိုင်ခိုင်းတယ်သူတရားထိုင်ပြီးတော့ကြောတရားရတယ်ဒါကြောင့်တရားထိုင်ဖို့ဆိုရင်အဘိဓမ္မာ
မရှိမဖြစ်မဟုတ်ဘူးနော်ဆရာကောင်းကောင်းနဲ့အားထုတ်မယ်ဆိုရင်ပြီးတော့မှမတက်လည်းပဲအားထုတ်လို့ရတယ်ဒါလေးတော့မှတ်ထားဒါပြီးမယ်လို့မြတ်စွာဘုရားဟောတော်မူတဲ့တရားတွေကိုနားလည်ကြပါလေဆိုရင်ပြီးတော့မှမတက်ရင်မဖြစ်ဘူးဟုတ်လားပြီးတော့မှမတက်ဖက်နဲ့သုတ်တံဖတ်ရင်ကြာကြာနတ်နတ်ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်နားလည်နိုင်ဖို့မရှိဘူးဒါကြောင့်မို့အခုခေတ်အနောက်နိုင်ငံမှာလည်းအလွယ်လွယ်အမှားမှားတွေအလုံးဖြစ်ကုန်တယ်သူတို့အပြီးတော့မှမတက်ဘူးသူတို့ကသူတို့သုတ်တံလောက်ဖတ်ပြီးတော့လည်းနားလည်တယ်လို့သူတို့ကထင်တယ်နော်အဲ့ဒါကြောင့်မို့အပြီးတော့မှမတက်ရင်မြတ်စွာဘုရားသင်ကြားချက်တွေကိုပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်နားလည်လို့ဖို့မဖြစ်နိုင်ဘူးအပေါ်ရန်ကျောင်းလောက်ကတော့နားလည်တချို့ဥဒ္ဓကျောင်းလို့ခေါ်ထားတဲ့ကြဒါကတော့နားလည်တာပေါ့နော်ဒါမှမဟုတ်တချို့ဟာတွေကြတော့ with reference to အပြီးတော့မှ explain လုပ်ရကိုနားလည်မှာဟာတွေလည်းရှိနော်တခုပြောပြမယ်မြတ်စွာဘုရားဟောထားတာရှိတယ်တပ္ပပပတ္တအာကရဏဆိုတာဟုတ်လားအကုသိုလ်မလုပ်ကြနဲ့နော်ကုသိုလ်ကိုမင်းတို့ပြည့်စုံအောင်လုပ်ကြကိုယ်စိတ်ကိုဖြူစင်အောင်ထားဒါမြတ်စွာဘုရားရဲ့ဆုံးမခေါ်ကြတဲ့အချင်းကျုပ်ဆိုတာနော်အဲ့ကလေးတိတ်ချဟိုပြုတယ်လူကြိုက်များတယ်ပေါ့တပ္ပပပတ္တအာကရဏကုသလတဥပဒံမနာသစိတ်တပရိယောတပနာဣဒံဗုဒ္ဓနာသာသနာကောင်းပြီဒါပြီးပထမပရမရှိအဲ့ဒီဘုရားဟောကိုဘုရားဟောဩဝါဒကိုလိုက်နာခြင်းကိုကအဲ့တော့အကုသိုလ်မှန်တယ်မပြုတ်နဲ့လို့မြတ်စွာဘုရားဟောတော့အကုသိုလ်ဆိုတာပါလေဒါအပြီးတော့မတက်ရင်အကုသိုလ်မနားမလဲဘူးနော်ဗမာလိနီနဲ့တောင်မှတကယ်ကနားလည်တာမဟုတ်ဘူးသူတို့နားလည်တယ်ထင်ကြတာပဲဟုတ်တယ်ဗမာလိမင်းကုသိုလ်ဆိုတာပါလေအကုသိုလ်ဆိုတာပါလေဆိုတော့တိကျဆိုမပြောတာဘူးဟုတ်တယ်မလားအေးအဲ့ဒီလိုမသိတော့ဘုရားကအကုသိုလ်ပဲရမယ်ပြောတယ်ကိုကအကုသိုလ်မှမသိရင်ဘယ်နဲ့လို့ပြဲအဲ့ဒီကလိုက်နာလို့ရဟုတ်တယ်မလားအဲ့ဒါကြောင့်မို့အပြီးတော့မှမတက်ရင်အဲ့ဒါတောင်မှလိုက်နာလို့ပို့ပါမလွယ်ဘူးဒါမြတ်စွာဘုရားဟောတဲ့အတိုင်းပြည့်ပေါ်ပါလိုက်နာဖို့ပေါ့နော်ဆိုတော့ဦးဇင်းကပြောမယ်မင်းတို့ထမင်းစားတော့လည်းပဲအကုသိုလ်ဖြစ်နေတယ်ဟဲ့နော်ဆိုရင်ရုပ်တရက်ဆိုမခံနိုင်ဘူးခဏကိုထမင်းကိုစားတာပဲနော်ကိုစားတာလည်းမဟုတ်ဘူးရံဖြစ်စားတာလည်းမဟုတ်ဘူးကိုယ့်ဟာကိုရိုးစားတာပဲဘယ်လိုလုပ်ပြီးတော့အကုသိုလ်ဖြစ်ရလဲဆိုတော့စားတဲ့ခါမှာကိုယ်ကြိုက်တယ်နှစ်တဲ့တွေ့တာလောဘပါလာအဲ့ဒါပြောဒီအကုသိုလ်ဟာသူများတဲ့တတတုံးစားခေါ်တဲ့အကုသိုလ်လို့တော့ဆိုးတာတော့မဟုတ်ဘူးပေါ့သို့သောအကုသိုလ်ဟာတော့အကုသိုလ်ပဲဟုတ်လို့မလားအဲ့တော့မြတ်စွာဘုရားကအကုသိုလ်ရှောင်းလို့ပြောရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုသိချလိုက်နိုင်မယ်ဆိုအဲ့ဒါပါစားရှောင်းကုသိုလ်ဆိုတာပါလေအပြစ်မရှိဘူးကောင်းသောအကျိုးကိုပေးတဲ့သဘောတရားတွေကိုကုသိုလ်လို့ခေါ်တယ်ကုသိုလ်ကိုပြည့်စုံအောင်လုပ်ကြစိတ်ကိုဖြူစင်အောင်ထားဆိုတော့စိတ်အညစ်အကြေးတွေကဘာတွေလဲဆိုတာသိဖို့မလို့အဲ့ဒါကြောင့်စိတ်အညစ်အကြေးမသိဘဲနဲ့စိတ်ကိုဖြူစင်အောင်ဘယ်လိုလုပ်ထားတတ်မလဲနော်အဲ့တော့မြတ်စွာဘုရားကဟောတာလေစိတ်အညစ်အကြေးဆိုတော့ဘာလဲလောဘဒေါသမောဟမာနနော်ဝိသေကိတာတိနာမိဒ္ဒနဲ့ပေါ့လေဒါတွေဟောတာလေအဲ့ဒီလိုကိလေသာလို့ခေါ်တယ်အဲ့ဒါနော်စကလုံးကတော့နားသိနေကြတယ်နော်ကြားဘူးနဲ့ကိလေသာဆိုစကလုံးကြားဘူးနေကြတယ်ကြီးဘာလဲဟဲ့ဆိုမပြောတတ်ကြဘူးဟုတ်တယ်မလားအဲ့ဒါတွေအကုန်လုံးကအပြီးမှရှိတုတ်တန်လေးမှလည်းရှိတော့ရှိပါနော်အဲ့ဒီဒါတွေကိုနားလည်မှသာမြတ်စွာဘုရားရဲ့သင်ကြားချက်ကိုကနားလဲလဲမယ်လိုက်လဲလိုက်ညာတယ်အပြီးမှဘုဒ္ဓပြုတာမရှိဘူးဆိုရင်နားကောင်းနားမလဲဘူးနော်ဟောမနောပုပ္ပင်နေအဲ့တော့ဒါပြင်ကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာလောဘဒေါသမောဟနဲ့တွဲဖြစ်တာမှန်ရင်အကုသိုလ်ပဲအဲ့ဒါလည်းမှတ်တာနော်ငါတခုခုလုပ်တယ်လောဘနဲ့လုပ်သလားဒေါသနဲ့လုပ်သလားမောဟဆိုတာတော့အပြည့်နဲ့ရှိတယ်မောဟကတော့မကျင်းနိုင်ဘူးနော်အဲ့တော့လောဘနဲ့ဒေါသနှစ်ခုလာကြည့်ငါလောဘနဲ့လုပ်တာဒေါသနဲ့လုပ်သလားအဲ့ဒါနဲ့အတူတူတွဲဖြစ်နေရင်လည်းအကုသိုလ်ပဲအဲ့တော့ဓမ္မစရတယ်ကြိုက်တယ်နော်ခင်းရကောင်းလိုက်တာတွေ့တာမှုဖြစ်တယ်လောဘပါသွားတယ်ဒါအကုသိုလ်ပဲပေါ့နော်အဲ့ဒီလောဘဒေါသမောဟရဲ့ပြောင်းပြန်ဖြစ်တဲ့အလောဘနော်မလိုချင်တာရဲ့အာဒေါသမေတ္တာပေါ့စိတ်မဆိုးတာရဲ့အာမောဟမတွေ့မိတာဆိုတော့ပိုင်းအမှန်ကန်တိုင်းသိတာအဲ့ဒါတွေနဲ့တွဲဖြစ်ရင်ဒါကုသိုလ်လို့ခေါ်နော်အဲ့တော့လောဘဒေါသမောဟနဲ့တွဲဖြစ်ရင်အကုသိုလ်အာလောဘအာဒေါသအာမောဟနဲ့တွဲဖြစ်ရင်ကုသိုလ်အဲ့တော့တွဲဖြစ်တယ်လို့ဥစဉ်တို့တာသတိထားနော်ဒီအင်္ဂလိပ်လိုရေးတဲ့အထဲဒီမှာသူတို့က rooted in လို့သူကရေးတတ်တယ်နော် rooted in မဟုတ်ဘူးအမှန်ကconcomitant with အဲ့လိုမျိုးလာရမယ်ဘာကြောင့်လို့ဆိုတော့လောဘကြောင့်ကုသိုလ်ဖြစ်နေတယ်ဟုတ်လား
အဲ့တော့အခုဆိုလိုတာကလောဘနဲ့တွဲဖြစ်တာကိုပြောချင်တာဘောတော့နောက်ကနတ်ပြည်ဖြစ်ရှင်နတ်ပြည်မှာနတ်ပြည်ကိုတွေ့တဲ့စိတ်မရှိဘူးလားနတ်ပြည်ရောကျွန်တော်ဘာလုပ်လဲကုသိုလ်လုပ်တာပေါ့ဟောအဲ့ဒီကုသိုလ်ကခုနလောဘကနေပြီးတော့ကျေးဇူးပြုပြတာဟုတ်လားအဲ့တော့ရုပ်တဲ့တင်လောဘလို့ပြောရင်ဘုရားနဲ့အကုသိုလ်ပြရလိမ့်မယ်နတ်ပြည်ရောကျွန်တော်လုပ်တဲ့ကုသိုလ်လေမဟုတ်ဘူးအဲ့ဒါကုသိုလ်အကုသိုလ်အဲ့ဒါမို့ဟိုဒီအဲ့ဒီကိုမန်ညောလို့ပြီးတော့မှလည်းပြောရေးတယ်ရုပ်တဲ့တင်နေရေးတယ်အဲ့ဒါတော့မကိုက်ဘူးနော်အတူတူဖြစ်တာကိုဆိုလို့လားဒီတပြိုင်နဲ့တွဲဖြစ်တာမဖြစ်ဘူးလားဒါလာကြည့်တပြိုင်နဲ့တွဲဖြစ်တာလောဘပါရင်ဒါအကုသိုလ်ဖြစ်ပါမပါဘူးအလောဘမလိုချင်တဲ့သဘောတရားတွေစသဖြင့်ပါမယ်ဆိုရင်ကုသိုလ်ဖြစ်တာနော်ပေါင်းပြီဓမ္မပဒမှာပထမဂါထာတခုပထမဆုံးဂါထာရှိမနောပုပ္ပင်္ဂမဓမ္မနော်တမညာအပြင်ဘာသာပြန်မယ်ဆိုရင်ဓမ္မတို့ဒီစိတ်လျင်စိတ်သွားရှိကြတယ်ဆိုလိုတာတော့စိတ်ဟာတဲ့ဓမ္မတွေရဲ့ရှိသွားဖြစ်တယ်အဲ့ဒီဂါထာကိုအနောက်နိုင်ငံလူတွေပထမမှန်အောင်ဘာသာမပြန်တတ်ဘူးဒုတိယအတိပ္ပယ်နဲ့မှန်အောင်မျိုးဆက်တာသူတို့ဘာသာပြန်တာ Max Muller ဆိုပြီးတော့ပြန်ခဲ့တာအလွဲဖတ်လို့သိကောင်းနော်ဟုတ်လဲဟုတ်ပါတယ်ဒါဘုရားဘာသာနဲ့တော့မဆန့်ကျင်သို့တော့ဒီဂါထာရဲ့အတိပ္ပယ်မှန်မဟုတ်ဘူးဒီဂါထာမှာဆိုလိုတာကဓမ္မဆိုတာဟာတဲ့ဒီဂါထာမှာကဘာဆိုလိုတာလဲဆိုရင်ဒီတခြားနံတရားတွေကိုဆိုလိုတာစိတ်ရစေတသိက်ရလို့ရှိတဲ့အခါမှာစေတသိက်တွေကိုနံတရားနော်စိတ်ကိုလည်းနံတရားအဲ့ဒီစေတသိက်တရားတွေကိုဆိုလိုအဲ့ဒီစေတသိက်တရားတွေဟာတဲ့စိတ်ဒီဟုသောခေါင်းဆောင်ရှိတယ်စိတ်ဒီဟုသောရှိသွားရှိကြတယ်စိတ်ဟာဒီနံခန္ဓာ၃ပါးရဲ့ရှိသွားဖြစ်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ဒီလိုဆိုလိုနော်တခါရှိသွားဖြစ်တယ်ဆိုတော့တမညာအပြင်ပြောပါဆိုစိတ်ကရှိလာတော့စိတ်တွေကနောက်ကလိုက်မှာနော်အမှန်တော့တပြင်းနဲ့လက္ခဏာမှာဖြစ်တာစိတ်ကဖြစ်ပြီးနှုတ်မှာစိတ်ကဖြစ်တာမဟုတ်တပြင်းနဲ့လက္ခဏာမှာဒီကဖြစ်ကြဖြစ်တယ်မလို့စိတ်ကအနေနဲ့ခေါင်းဆောင်လို့ဖြစ်တော့သူ့ကိုရှိသွားလို့ခေါ်ရတယ်တကယ်ကတော့တပြင်းနဲ့လက္ခဏာမှာဖြစ်တယ်အဲ့လိုဟာလေးတွေလေးနဲ့တာလေးတွေနားလည်ဖို့ကြတော့အပြစ်မှာပါမှနားလည်အပြစ်မှာမပါရင်တာမန်အပေါ်ရမယ်နားလည်တယ်လို့မလဲတယ်လို့ပဲလုံးဝနားမလဲတာလည်းမဟုတ်ဘူးဟုတ်လားတကယ်လည်းတိတိကျကျကျတော့နားမလဲဘူးအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မို့အပြစ်မှာဟာမြတ်စွာဘုရားဟောတော်မူတဲ့သုတ်တန်တရားတော်တွေပဲထားပါနားလည်ဖို့အရေးမှာမရှိရင်မဖြစ်ဘူးအဲ့ဒါတော့သိသိချက်ချက်မှတ်ထားဒီသုတ်တန်တွေဖတ်ရင်အများကြီးတွေ့ရတာအပြစ်မှာ reference လုံးမှသာဟိုနားလည်သုံးလို့ရင်နားမလည်နိုင်ဘူးနော်အဲ့ဒါတော့သိကြတာမှတ်တာဒါကြောင့်မို့ငါတို့ဟာဘုရားရဲ့သင်ကြားချက်တရားတော်တွေကိုတကယ်နားလည်ခြင်းနဲ့လို့ seriously ပေါ့လေနော်လူချင်းလာပြီဆိုရင်တော့ပြီးတော့မကင်လို့ကိုမဖြစ်ဘူးပြီးတော့မှလွယ်လားဆိုတော့ဒါတော့ mathematics လွယ်လားဟုတ်လားဘာလို့ရှိနေကွာတခုခုကမလွယ်ဘူးလုပ်ယူရတာပဲကြိုးစားရတာပဲဟုတ်တယ်မလားအဲ့တော့ဒါလည်းပဲဒီလိုပဲမတက်နိုင်တော့ခက်သလားဒီလိုလည်းမဟုတ်နော်မတက်နိုင်တော့ခင်တက်တယ်လို့ကိုရှိမှာမဟုတ်ဟုတ်လို့မလားဘုန်းကြီးတွေတက်နေကြတာဘုန်းကြီးတွေကလူတွေတဲ့ညံကောင်းလို့မဟုတ်ဘူးဟုတ်လားသူတို့အချိန်ကြီးလို့ကြိုးစားနေလို့ပေါ့လေဟုတ်လားလုပ်နေလို့ကိုလည်းပဲအချိန်ပေးပြီးတော့နည်းနည်းလောက်သွားရင်ဒါတက်နေတာရတာအေးဒါကြောင့်မို့အပြီးတော့မှဟာဘုရားဝါဒကိုနားလည်ဖို့အရေးမှာမရှိရင်မဖြစ်တဲ့နော်ပညာတရားပဲလို့ဒီလိုလည်းမှတ်ထားတယ်ဒါအခုဒီဟာကိုဖြည်းဖြည်းချင်းနည်းနည်းချင်းလေ့လာသွားကြမယ်နော်အဲ့တော့အဘိဓမ္မာလို့ပြောလိုက်တဲ့ခါကျတော့အဘိဓမ္မာ9ကျမ်းရှိတယ်နော်အဘိဓမ္မာမှာကျမ်းပေါင်း9ကျမ်းရှိတယ်အဲ့ဒီစီးရင်ကတော့အိမ်မင်းညောလို့အဘိဓမ္မာတွေမှာလည်းပါတယ်နော်နာမည်လျှောက်ပြောရင်တော့ဓမ္မသင်္ကနီဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဆိုပြီးတော့အဲ့လိုအဘိဓမ္မာ9ကျမ်းရှိအဲ့ဒီအဘိဓမ္မာ9ကျမ်းကိုမြတ်စွာဘုရားဘယ်မှာဟောတော်မူသလဲလူပြည်မှာဟောသလားနတ်ပြည်မှာဟောသလားဘယ်မှာဟောတော့နတ်ပြည်မှာဟောတာနော်မြတ်စွာဘုရား9ဝါမြောက်ဟွာတာဝရိန္ဒာကြွပြီးတော့မေရွန်မိနတာအမှုပြုတဲ့နတ်တွေကိုဘိဓမ္မာတရားကိုဝါတွင်3လပတ်လုံးဟောတော်မူတယ်နော်ဝါတွင်3လပတ်လုံးဟောတော်မူမြတ်စွာဘုရားကဘာလို့စကားပြောမြန်တယ်လဲဆိုရင်ရိုးရိုးလူတစ်ခုပြောရင်မြတ်စွာဘုရား128ခုပြောနိုင်တယ်အဲ့ဒီလောက်မြန်တယ်မြတ်စွာဘုရား3လပတ်လုံးမရမနှဟောတာဘယ်လောက်မြန်လဲနော်ဘောလုံးအနေနဲ့ကြည့်လိုက်စမ်း
လုံးလာ non stop နော်နေရောညာဟောတာအဲ့ဒါသိကြည့်တော့လူတွေနဲ့မတော်ဘူးပေါ့နော်ဒါကြောင့်မနတ်တွေကိုဟောတာမြတ်စွာဘုရားအဲ့လိုမြတ်စွာဘုရားတာဝရိန္ဒာမှာတက်ပြီးဟောနေတဲ့အချိန်မှာမြတ်စွာဘုရားဆုံးခံကြွရတာပဲနော်အဲ့ဆုံးခံကြွခံနေကြနေမိတာဘုရားလို့ခေါ်တယ် image ကိုထားခဲ့ပြီးတော့တရားဟောခိုင်းထားတယ်ပေါ့ဒါလူတွေအောက်တန်းတန်းတွေမသိဘူးမြတ်စွာဘုရားပဲထင်လားအဲ့လိုဆုံးခံကြွတဲ့ခါမှာရှင်တိုင်းဘုရားကမြတ်စွာဘုရားသွားတွေ့ပြီးမှတာသွားတွေ့ပြီးတော့ဝကြည့်ဖို့ငယ်ပြုစုအဲ့ဒီခါမှာမြတ်စွာဘုရားကတိုင်းဘုရားငါတော့လွန်ခဲ့တဲ့နေ့ကဆိုရပါတော့ဟုတ်လားအပြီးတော့မှဘယ်နေရာနေဘယ်နေရာထိအောင်ဟောပြီးပြီလို့ဒီလောက်ကလေးပြောလိုက်တာအဲ့လိုပြောလိုက်ရင်ရှင်တိုင်းဘုရားကုန်သိသွားတယ်နော်ရှင်တိုင်းဘုရားလည်းတကယ်ဉာဏ်ကြီးပြီးတော့မှတကယ်ရှင်တိုင်းဘုရားကလူပြည်ပြန်လာပြီးတော့သူ့တပည့်ရဟန်း900ကိုမချင်းမကျယ်လေးပြန်ဟောတာအဲ့ဒီဟောတဲ့မချင်းမကျယ်လေးဟာအခုအပြီးတော့မှ condition ဖြစ်တာအခုဦးဇင်းတို့ရှိနေတယ်ပြီးတော့မှ condition အရှင်သာရိပုတ္တရာကသူ့တပည့်900ကိုပြန်ဟောထားတယ်မချင်းမကျယ်အကျယ်ဆုံးကမြတ်စွာဘုရားကနတ်တွေကိုဟောတာအကျဉ်းဆုံးကမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုပြောပြတယ်မာတိကလေးလောက်နေမှာဘူး table of contents ပေါ့အခုရှိနေတယ်ပြီးတော့မှကနတ်တွေဟောတာတော့လည်းမကျယ်ဘူးရှင်သာရိပုတ္တရာဟောလာတော့လည်းမကျင်းဘူးနော်အဲဒီရှင်သာရိပုတ္တရာကသူ့တပည့်900ကိုပြန်ဟောတယ်မကျင်းဘာရှင်းပေါ့အဲ့ဒါကိုပဲပြီးတော့မှဆိုပြီးတော့ကျွန်တော်နင်းနေတယ်နော်အဲ့မှာပြီးတော့မှ9ကျမ်းရှိအဲ့ဒီပြီးတော့မှဘာတွေဟောတယ်လဲခုနပြောတဲ့ခန္ဓာအာယနာဓာတ်သစ္စာသို့မဟုတ်လေဒီစိတ်တည်းရုပ်နိဗ္ဗာန်နော်သို့မဟုတ်နာမ်ရုပ်ပေါ့အဲ့ဒီလိုတရားတွေကိုမြတ်စွာဘုရားဟောတော်မူတယ်နော်အဲ့ဒီအဘိဓမ္မာပိဋကကိုအခုနေကောက်ဖတ်ကြည့်တာဗမာလိုပြန်ထားရလည်းရှိတယ်အင်္ဂလိပ်လိုပြန်ထားလည်းရှိအလုံးကိုနားမလည်ဘူးနော်ဒီတာကလေးတော့မှယုတ်တိရနားမလဲဝိဇ္ဇာကြီးတဲ့ဆိုတာဒါဆိုတယ်အဲ့ဒါကြောင့်မို့အဲ့ဒီအဘိဓမ္မာကိုမကင်ခင်အဲ့ဒီအဘိဓမ္မာကိုသွားဖို့ရဆိုတော့အခုအဘိဓမ္မာတသင်္ခါပင်းကျူဗမာလိုပင်းကျူလို့ခေါ်တဲ့လူဒီစာကလေးကိုလေ့လာရသူကဘာနဲ့တူလဲအလီလိုပေါ့နော်ကနန်းစာအုပ်မကင်ခင်အလီကျက်ဟုတ်တယ်မလားအလီရပြီးမှအပေါင်းဆုံးမြောက်စားပြီးလို့ရှိရင်အလီတို့ဘာလို့ရပြီးမှသွားထို့တူပဲသူ့မပါရင်အဘိဓမ္မာတွေကိုမဝင်နိုင်ဘူးဒါကြောင့်မို့သူကလည်းအဘိဓမ္မာလေ့လာတဲ့နေရာမှာမရှိရင်မဖြစ်တဲ့စာအုပ်သင်ကျူလို့ခေါ်တယ်ဥဒ္ဒနဗမာပြည်မှာဆိုရင်ကိုရင်လေးတွေကစဟာကျောင်းဘုန်းကြီးကျောင်းရောက်ရင်ကိုရင်ဖြစ်ပြီဆိုဒါစကြက်တာနော်ပြင်သာသင်ကျူလို့ခေါ်အဲ့ဒါသင်ကျူဆိုတာဒါကြောင့်မို့ဒီဟာကိုတော့ကိုချီအောင်လုပ်ကြရလိမ့်မယ်နော်ဥဒ္ဒနဖြည်းဖြည်းပဲသွားဟုတ်လားဟိုမြန်သွားရင်မကြည့်ရင်မကောင်းဖြည်းဖြည်းပဲသွားဒါကြည်အောင်တော့ကြိုးစားကြမှတ်မိအောင်တော့ကြိုးစားကြနော်ပါဠိစကားလုံးမကြောက်နဲ့ပြီးတော့အလွတ်မကျက်တည်တယ်အောင်ခဏပြန်ပြီးတော့နှလုံးသွင်းရမယ်လေ့လာရမယ်အလွတ်သိနေလောက်နော်အဲ့ဒါလောက်ရှိအောင်ကြိုးစားကြရမယ်ဟုတ်ပြီလားအဲ့ဒါတော့ဟိုစိတ်ပြက်လို့မဖြစ်ဘူးနော်ပါဠိလည်းကြောက်လို့မဖြစ်ဘူးတော်ကြတော့တွေ့လာလိမ့်မယ်ပါဠိမသုံးရင်မဖြစ်ဘူးပါဠိမသုံးမနဲ့ဘာသာပြန်သုံးမိရင်ဟိုဗမာစကားမှတော့သိရင်မကြည့်ဘူးအင်္ဂလိပ်လိုပြောတဲ့ခါကျတော့အဲ့ဒါအလွဲတွေဖြစ်ကုန်တယ်ဒါကြောင့်ပါဠိကိုလည်းမကြောက်နဲ့နော်မှတ်ရမှာလည်းပဲမကြောက်နဲ့ဒါကတော့လောက်ရလိမ့်မယ်လက်မရှိခုတင်လည်းမှားတာပဲကြည့်ရတာပဲဟုတ်တယ်မလားအခုခမစူတင်တဲ့ကောင်နေလဲဒီ table လို့ဘာခေါ်လဲ periodic table သူတို့အကုန်လုံးသိတာပဲဟုတ်တယ်မလားအဲ့တော့အခုဒီဘယ်မှာတင်နေတာလဲဒီချတာဟိုနိုင်မှာရှိတဲ့ချတော်ချက်တာအကုန်သိနေလိမ့်မယ်နော်ဒီကိုကြီးလေးလာတာနည်းနည်းကြီးလေးလာတာကြာတော့အကုန်မှတ်မိပါအဲ့ဒါဟိုရှေ့အပိုင်းကိုမတက်နောက်ဟိုလာမယ့်အပိုင်းကိုမတက်ခင်ဆိုတော့ဒုတိယပိုင်းမတက်ခင်ပထမပိုင်းမှာလည်းကြည့်ဖို့ကြည့်ရအောင်ဟုတ်မကြည့်ရင်သူ့ကြီးပြန်ပြီးတော့ညွှန်နေတာဆိုတော့ကြာတော့စိတ်ပြက်လာတယ်နော်အဲ့ဒါကတော့ကြည်အောင်လို့ဟိုလှုပ်စေခြင်းဒါတရားတင်သွားပြီးတော့ပြစ်ထားလိုက်နောက်တနေ့လာကျမှစာအုပ်ကောက်လာဒီလိုမလုပ်ကြနဲ့နော်အိမ်မှာလည်းပဲအချိန်လေးရတော့10မိနစ်ပဲ15မိနစ်ပဲအဲ့ဒါလေးနှလုံးသွင်းပြီးတော့မှတ်မိအောင်လုပ်သွားရင်မှတ်မိလားဆက်ပြောတယ်စာတင်ကိုပြောလာမှတ်မိတော့လည်းဒါကိုသူပြောသိပြက်လာနော်ဒါကြောင့်အဲ့ဒါလုပ်ကြအဲ့တော့အခုဒီ manual of ဗိဓမာဟာရဲ့မူရင်းကပါလဲဆိုရင်ဗိဓမထသင်္ကဟလို့ခေါ်တယ်တင်းကျူကျမ်းလို့လည်းခေါ်တယ်အဲ့ဒါပါဠိလိုသူကလည်းပါဠိလိုလွတ်ကျက်တယ်အဲ့ဒီဟာကိုအင်္ဂလိပ်လိုပြန်ထားတာ3ခုရှိအင်္ဂလိပ်ဘာသာပြန်3ခုရှိပထမဆုံးကဥရွှေစံအောင်ဆိုတာပြန်ဒီ Compendium of Philosophy လို့နာမည်ခံနော်ဒုတိယကအိန္ဒိယကဘုန်းကြီးတစ်ပါးရေကရှပ်ဆိုတဲ့ဘုန်းကြီးတစ်ပါးပြန်တတိယကအခုဆရာတော်နာရဒ
ဒီဟိုဆရာတော်နာရတပြန်အင်္ဂလိပ်ဘာသာပြန်3ခုရှိအဲ့ဒီ3ခုထဲမှာဒီဟိုနာရတပြန်နဲ့ဒီဟိုနာရတပြန်နဲ့စာအုပ်ကဒီခုခါဝယ်လို့ပြုလို့လည်းလွယ်တယ်ငါဖတ်လို့လည်းပဲလွယ်တယ်ပဲပြောကြပါဦးရွှေစံအောင်ရဲ့ဘာသာပြန်အငှတော်ပြတိတ်မထူးသို့တော့ဘာကောင်းတယ်လဲဆိုအစစ်တိတ်ကောင်းအစစ်သမီးက90လောက်ရှိတယ်ဒါမှမဟုတ်ဒီအပြီးတော့မှ topic တွေကိုဒီခေတ်ထွားနဲ့ဟာပြီးတော့ရေးတယ်အနောက်တိုင်းဆိုလောဆိုပြီးမြင်လို့အဲ့လိုဟာပြီးရေးအဲ့စာကိုလည်းရှာနောက်တော့ရှာပြအောင်အဲ့ဒါလည်းဖတ်ရဒါတော့ဘာလို့ဆိုဒီနိုင်ငံမှာနေရင်ဒီနိုင်ငံသားတွေနဲ့လည်းကိုယ်တွေ့ရမှာဟုတ်တယ်မလားဒါသူတို့နဲ့တွေ့လို့ပြောပြရင်ကိုကပထမဆုံးဖတ်ထားမှဖြစ်တယ်သုံးမရင်မပြောနိုင်ဘူးအဲ့သုံးနေတာ၃မျိုးရှိတယ်နော်ဒါဟုတ်ကဲ့အဲ့တော့ဒီထဲမှာဒီတော့တို့မှာဥစဉ်နေနဲ့ဟိုမကြိုက်တာတွေလည်းပါတယ်ဒါတော့တွိုင်းနဲ့ပြောပြတော့တယ်နော်ဗမာလူလည်းပဲကိုကဗမာပြည့်တော့ဗမာလူလည်းလုပ်ရလေနော်အဲ့ဒါဒီနေ့ဒါအခြေခံတပည့်တော်မှာနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ဗမာပြည်ကနံပါတ်1ဒါတော့ဘာမှညင်းတယ်မရှိဘူးဒီဥမှာလည်းပဲဗမာပြည်မှာတော့အခုလောလောဆယ်မှာမထုံးကားဘူးယူရီးယားမှာလည်းဗမာပြည်မှာတော့မထုံးကားဘူးဗမာပြည်မှာတော့ပြီးတော့မှာထုံးကားလို့ဒါကြောင့်ဗမာဘုန်းကြီးတိုင်းပဲဆိုတော့ပြီးတော့မှာနားလဲဒီဘုန်းကြီးဆိုဘုန်းကြီးနဲ့နားမလဲဘူးနော်ယူရီးယားဘုန်းကြီးဆိုဘုန်းကြီးနဲ့နားမလဲဘူးမှာအဲ့တော့ဗမာပြည်မှာဘာကြောင့်ဒီလိုပြီးတော့မှာနားလဲတာလေနားလဲတဲ့ပုဂ္ဂိုလ်ပေါ်လို့ဆိုပြီးတော့မှာ compulsory subject ဖြစ်ကျောင်းဘုန်းကြီးဖြစ်တယ်ကိုရင်ဖြစ်တယ်ဆိုပြီးတော့မှာသင်ရတော့လားနော်ပြီးတော့ညပါဆိုတာရှိသေးတယ်ညမှာနေ့ကကြက်ပြီးတော့ညကြမှာဆရာရှိသွားပြီးတော့တက်ရတာအဲ့ညပါလေလို့တိတ်ကျေးဇူးများတယ်။မနေ့မှတခါလေကြက်ဒါဆရာညကြတော့မိမထုံးမောင်ထဲမှာသွားပြန်လာဘယ်လိုပြန်လာပြန်ဆရာကဖိုင်းပြင်ပေးပေါ်လေအထိပဲပြောပြအဲ့ဒီလိုလုပ်ရတယ်။အဲ့ဒီလိုလုပ်တော့ညဝါလောက်လာတဲ့ခါကျတော့ပြီးတော့မှပူးကြည့်တာ။အဲ့ဒါကြောင့်ညဝါတွေကတိတ်ကျေးဇူးများတယ်ဦးဇင်းတို့ဗမာပြည်မှာ။အဲ့ဒါကြောင့်ဗမာပြည်မှာယနေ့အထိဒီနေ့မှာအသက်ရှင်နေတော့မှာယူရီးယားမှာကတော့မဟုတ်တော့ဘူးအခုမှပြန်ပြောသူတို့ revive လုပ်နေဒီဟိုမှာလည်းတော့မဟုတ်တော့ဘူးဗမာကတော့ခုထိလိုရှိနေပဲဒီလိုပဲသွားနေမှာပါဒါဒီစင်ကတော့မပြတ်တော့ဘူးအဲ့ဒါနော်ဒီနေ့တော့ introductory lecture ပါဟုတ်လားဒါအခြေခံလေးဒီလိုမှလည်းပတ်သက်ပြီးတော့ဒီတဲ့အခြေလည်းအများကြီးပြောတယ်လို့ရှိသေးတယ်ဒါမှမဟုတ်တဏှာကြီးနဲ့ဖြတ်နော်ရှိသေးတယ်ရတယ်အဲ့တော့တခုရှိတယ်တပိဓမ္မာနဲ့ပတ်သက်ပြီးတော့အနောက်နိုင်ငံမှာကဟိုဘာခေါ်လဲအချင်းပြည့်မြင်နေပြအောင်ပြောကြဆိုကြရေးကြတားကြတာရှိအဲ့ဒီပုဂ္ဂိုလ်ကြီးတွေကဟိုအနောက်နိုင်ငံမှာတော့ဆင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေလို့ပေါ့လေသူတို့ကတကယ် scholar ကြီးတွေဒါမှမဟုတ်သူတို့ကပြီးတော့မှတကယ်နားမလဲတော့ပြီးတော့မှအသုံးမကျဘူးလို့သူကထင်ပေါ်ရတယ်ဒါပြီးတော့မှမျိုးရှိတယ်ပြေးတာမှာဘာလဲ originality မရှိဘူးလို့ဘာလို့လေပေါ့ဆိုလိုတာကတော့တုတ်တန်နဲ့ပါဠိသားတွေထပ်ပါတာပဲပေါ့လေအထူးအသေးစမ်းပါတာပုံပြီးစက်ဒီနဲ့သူတို့ကတော့ပြောတယ်နေတူပါဒါပေမဲ့လို့ဘာပဲပြောပြီးတော့မှမတက်ရင်ဒီနည်းနဲ့မှဘုရားဝါဒကိုမမှန်ကန်ကန်နားမလည်နိုင်ဘူးအဲ့ဒါတော့သိကြတယ်အင်္ဂလိပ်လိုစာအုပ်တွေဖိုင်အဲ့အမျိုးတွေတွေ့လာလိမ့်မယ်သူတို့ကတော့ပြေးချင်တာတော့အဲ့လိုပဲတပ္ပပပသာအကရဏလိုဟာမျိုးမင်းတို့တကယ်နားလည်တာဟုတ်ကဲ့လားဟုတ်လို့မလားမှန်တော့ပြီးတော့မှမပါရင်နားလည်ဖို့အများကြီးခဲမှာအဲ့အနောက်နိုင်ငံမှာပြီးတော့မှဘာကြောင့်အတက်နဲလေတော့စာအုပ်ကောင်းမရှိတာလေချိုးရင်းချက်အဲ့သူတို့စိတ်ဝင်စားအောင်သူတို့နားလည်အောင်ရေးတဲ့စာအုပ်ကမရှိတော့ဖြစ်နေတာမရှိတော့လေပြီးတော့လည်းပဲအခုထိအောင်ဟိုကတော့ဆရာနဲ့သင်မပဲရနေသေးတာအဲ့ဒါကြောင့်မို့အတက်ကနေနေသေးတယ်အခုဦးဇင်းတော်တော်တော်လေးတော့ကြိုးစားတော့လုပ်နေပဲလေလူတော့သိတော့မများပါဘူးသို့တော့ဟိုဒီနိုင်ငံသားတွေအပြီးမှကိုတက်တယ်လို့ပေါ့လေကိုတက်တယ်လို့မဟုတ်တော့မှကိုတက်တယ်လို့တက်တဲ့အမေရိကန်သားရှိအောင်ဆိုတော့ဦးဇင်းကြိုးစားလုပ်နောက်တနေ့ကျတော့သူတို့ကနေတစ်ဆင့်သူတို့မျိုးချင်းဖြန့်ဖို့ပေါ့သူတို့ချင်းချင်းပြောတော့ဘိုးကောင်းတော့ပေါ့ကိုတော့၄-၅ ယောက်ကတော့ဖြစ်ပါလိမ့်မယ်အခုကွန်ပျူတာနဲ့လည်း program တွေလုပ်နေလေပြီးတော့အဲ့ဒီ computer program အောင်မြင်သွားရင်တော့ပို့ပြီးတော့လွယ်သွားလိမ့်မယ်တဲ့နှက်ပါနေတယ်ဘာလို့လဲဆိုဆရာမတွေ့လည်းပဲ
အိမ်နေတရားနဲ့လုံနေတက်တော့တက်တော့မှာနောက်မျိုးမျိုးပဲအခုတော့စိတ်ကူးကြံစားပြီးလုံတာပေါ့အခုဖလော်ရီဒါမှာတစုကဦးစင်းတိတ်ပြီးဖွင့်ပြီးတော့ class လုပ်နေတယ်ဒါဒီလို syllabus ပို့ထားပြီးတော့ဒီကနေပြီးတော့ correspondence သဘောမျိုးပို့စာလေးတွေတို့ရှိပို့လော်လေးတွေပေါ့လေအခုတို့စိတ်ဘယ်လောက်ရှိပြဲလို့ပါလို့ပေါ့အဲ့ဒါမျိုးလည်းတို့လုံနေတော့မကြသေးစဒီနေ့ Massachusetts တော့သူကလည်းလုံချင်တယ်ပြောတယ်ငါကလည်းလည်းလို့တာအဲ့တော့တဖြည်းဖြည်းနဲ့တော့ပြီးတော့မှကပြန်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူနဲ့တွေ့တဲ့တော့ဆိုရင်အခုတည်းပြောတာပဲမင်းတို့ဘုရားဘာသာကိုတကယ်နားမလဲဘူးတကယ်နားလဲခြင်းရဲ့ပြီးတော့မှလုပ်လို့မရဘူးမင်းကြည့်ဆိုတော့အဲ့လိုခုနကပြောတယ်ကောက်ပြန်လို့တာတော့ပေါက်တယ်နားလဲခြင်းလာတယ်ပေါ့တဖြည်းဖြည်းနဲ့တော့ပြန်ပြီးတော့သူတို့ဖြစ်ရင်ဒီနိုင်ငံမှာကတရားထိုင်တာလေတရားထိုင်တာလေတော့ဟုတ်တရားထိုင်တဲ့လူဟာဘာသာဥဖတ်ဝိသုဒ္ဓိမဲ့ဖတ်ရဝိသုဒ္ဓိမဲ့ဟာ handbook ဘုန်းကြီးတွေရေးထားတာပေါ့အဲ့ဒီဝိသုဒ္ဓိမဲ့ကိုလို့မင်းတို့ပြီးတော့မတားမနဲ့ဖတ်လို့မဖြစ်ဘူးမင်းတို့နားမလည်နေအများကြီးရှိတယ်ဒီတစ်ခါကိုမစကြည့်တဲ့သားတော့ပြီးတော့မှအကြောင်းမဟုတ်ခင်အဲ့ passage တခုကိုဖတ်ပြခဲ့မင်းတို့ဒေသနားထောင်တော့ငါဖတ်ပြလို့ဝိသုဒ္ဓိမဲ့တယ်ဟာအဲ့မင်းတို့နားလည်လားမလဲလားကိုယ့်ကိုမှတ်ထားတယ်ဒါလေးထားခဲ့ပြီးတော့မှအကြောင်းဟောလက်ချက်လေးကိုပေးပြီးနောက်ကြမှာတခါကားအဲ့ဒါပြန်ဖတ်မှရေးပြန်ဖတ်နားလေလားအဲ့ကြအဲ့ကြအဲ့ဟုတ်တယ်နားလေပထမတော့နားမလဲအဲ့လိုလက်တွေ့ပြပြီးတော့တို့လည်းပြီးမှတန်ပြီးတာဒီဖတ်နေပြီဟုတ်တယ်ဟုတ်တယ်ဒီနေ့အရီသွားအဲ့တော့ဘုဒ္ဓမြတ်ကရှောင်းလို့မရတရားထုတ်တယ်လို့ကိုယ့်ကိုအေးနေကြတော့ရတယ်ပေါ့လေဟုတ်လားဆရာလုပ်ခြင်းနဲ့လူတို့သုံးဖို့သူများလည်းတစ်စင်ပြောပြခြင်းနဲ့လို့ပြောလို့ကြတယ်ဘုဒ္ဓမြတ်ကဒီကိုကြည့်တယ်ဘုဒ္ဓမြတ်ကအလုံးခက်တယ်ဗမာလူပြန်ထားတာလည်းကြည့်ပါလေဖတ်ကြည့်ကြအဲသူတို့လည်းအင်္ဂလိပ်လိုပြန်ထားတာပဲအင်္ဂလိပ်လိုဖတ်နားမလည်ဘူးပေါ့အေးအထူးနေရာတွေကတပည့်မှမပါဘဲနဲ့နားမလည်နိုင်ဘူးလို့သူတို့တော်တော်လေးတော့သဘောပေါက်ကြတယ်ပေါ့ဒါတဖြည်းဖြည်းနဲ့ဒါပဲဦးဇင်းတော့ကြိုးစားတာဒါပြီးတော့မှအမြင့်တွေတော့အောင်ဒီနိုင်ငံမှာပြီးတော့ထေရဝါဒစစ်ကလေးမြစ်တွေသိချင်တယ်ဟိုဟာဒီနဲ့ရောနေရတယ်နဲ့ရောမရောပဲနဲ့လေအဲ့ဒါပဲကိုကြိုးစားနေကိုနဲ့တွေ့တဲ့လူကတော့ပြီးတော့မှဟိုသဘောကျသွားပါပြီးတော့မှမပါဘဲနဲ့ဘုရားဝါဒတကယ်နားမလည်နိုင်ဘူးဆိုတော့သိတယ်ဒါမှကိုတက္ကရာမတွေလည်းကိုသိစေချင်တယ်လေတတ်စေချင်တယ်မောင်ဆိုကိုကသူများတွေတော့သင်ပေးနေပြီသူတို့တွေကတက်ကုန်ပြီဆိုတော့ကိုတက္ကရာမတွေကကြံရစ်နေပြီဆိုဆရာကတော့ကြိုးစားတယ်နော်ဒီဘုန်းကြီးတခါ class လာရင်သူများတစ်စင်းသူကကူညီအဲ့လိုတော်တော်ကြိုးစားလို့ပထမတော့မှပြဿနာတွေတားဘာလို့ဆိုအခြေလုပ်ပြီးပြီတော်တော်ကြိုးစားဒါကိုပမာတွေလည်းဒီလိုပဲကြိုးစားပြီးတော့တစ်စင်းကိုကလည်းသူများကိုဖြန့်ရတာပေါ့ပြီးတော့အပြီးတော့မှဆိုတာစာအုပ်ထဲသွားရှာရတာမဟုတ်ဘူးဟုတ်တယ်မလားကိုယ်ခန္ဓာကိုယ်မှာရှိတာကိုမသိကြလို့ပဲဟုတ်တော့အဲ့ဒါကြောင့်မို့ဒီမှာသင်ရတာဥစ္စာပို့ပြီးတော့ကောင်းတယ်။ဘာလို့ဆိုတော့တရားထိုင်တာနဲ့အပြီးတော့မှလည်းတွေ့သွားတယ်။သုံးနဲ့လို့တရားထိုင်ထားရင်အပြီးတော့မှပို့သဘောပေါက်တယ်အပြီးတော့မှနားလည်းထိုင်တရားထိုင်တော့လည်းပိုကောင်းတယ်။အဲ့လိုအပြန်အလှန်ကျေးဇူးပြုသွားတယ်။ဒီဟာတွေကတကယ်တရားထိုင်ရင်ပြီးတော့မှသဘောတွေကတကယ်ကိုမြင်လာတာ။သူကကိုယ်ပဲအပြီးနဲ့ပြီးတာနေတယ်။တာမညစာအုပ်ထဲနေရှိတဲ့ဟာတွေမဟုတ်။အဲ့တော့ကိုကပထမသိထားတယ်နော်။တရားထိုင်လိုက်တဲ့ခါကျတွေ့ကြုံလာတဲ့ခါကျတော့ဘောဓာငါစားတဲ့တွေ့တယ်ဘာလားစားခါသိသွားတယ်သူများကပြောနေကြတော့မလို့တခါတရားထိုင်ရင်တွေ့လို့သိတဲ့အသိကြတော့တကယ်သိတာစားတဲ့မှတ်သိတဲ့အသိမျိုးမဟုတ်အဲ့လိုကွာတာရှိတယ်ဒါကြောင့်မို့တရားလဲထိုင်ဘယ်လိုမှလဲလေ theory နဲ့ practice တွေ့သွားတယ်ဒီမှာအခုအဲ့ဒါပဲကျွန်တော်လုပ်အခုတရားထိုင်တဲ့လူတွေထဲမှာဒီဆိုတော့အနိစ္စဒုက္ခအနတ္တကိုသူတို့အသိနဲ့သူတို့မြင်တဲ့လူတွေရှိတယ်ပြီးတော့အဘိဓမ္မာသဘောတွေကိုတနည်းအားဖြင့်မိမတယောက်ကပြောတယ်သူချောက်ပြောတော့ဥစဉ်ကတော့ပြီးပြီပဲသူဘာဆိုတော့ပေါ့လေနောက်တော့ပြောတယ်ဥပ္ပခာဝေဒနာကိုသူပြီးတာဥပ္ပခာဝေဒနာဆိုတာခက်တယ်တိမ်မွေ့တယ် neutral ဖြစ်တယ်ဆိုတော့ဥပ္ပခာဝေဒနာကအလွန်သိမြင်ခဲ့တယ်
အဲ့ဒီဥပိ္ပခဝေဒနာကိုသူတွေ့တာကိုသူပြောတယ်ဟာဒီဥပိ္ပခစကလုံးတော့သူမပါဘူးပေါ့အဲ့ဒါမျိုးအဲ့တော့ပြောတယ်အဲ့ဒါဥပိ္ပခကဒါသူကလည်းပြီးတော့လည်းတက်နေဥပိ္ပခကလည်းတက်တယ်အဲ့ဒါပဲဆိုတော့မဟုတ်လားအဲ့ဒီတရားထုတ်ရင်ပြီးတော့အနုတ္တိယကိလေသာဆိုတာကိုယ်တွင်းမှာကိန်းနေတယ်ဆိုတဲ့သဘောပေါ်လေရှိနေတာမဟုတ်ဘူးတော့ liability အဲ့ဒါမျိုးတွေလည်းမြင်နေတယ်မြင်နေတယ်တရားထုတ်ပြောကြအဲ့ဒါကြောင့်ပြီးတော့မှလေ့လာရင်တရားလည်းပဲထိုင်ပေးတရားထိုင်တဲ့အတွက်ကြောင့်မို့ပြီးတော့မှကျေးဇူးများတယ်ပြီးတော့မှထိုင်တဲ့ပြီးတော့မှနားလည်တဲ့အတွက်ကြောင့်မို့တရားထိုင်ကျေးဇူးများနောက်စေတသိက်ပိုင်းကြတော့ကိုဒီဖတ်တဝေနာစသည်ကိုလက္ခဏာဖတ်တပိစုပဋ္ဌာန်ပဋ္ဌာန်ဆိုတာနဲ့လေ့လာတဲ့အခါကျတော့ပိစုပဋ္ဌာန်ဆိုတာလည်းဆိုတော့ယောဂီတို့ဉာဏ်မှာထင်းလာတဲ့အချင်းအရာပိစုပဋ္ဌာန်အဲ့ဒါတကယ်တရားထုတ်တာဖတ်တဆိုတဲ့သဘောတရားဟာတရားထိုင်တဲ့အခါမှာမြင်လာတဲ့အခါကျတော့ဘယ်လိုပါလားဆိုတော့ယောဂီကမြင်လာအဲ့လိုယောဂီတဏ္ဍဟိုယောဂီရဲ့စိတ်ထဲမှာထင်းလာတဲ့အချင်းညာမျိုးကိုပိစုပဋ္ဌာန်အဲ့ဒီဟာလေးပါနားလည်ရတယ်တကယ်စစ်စစ်ပေါ့ပေါ့နားလည်အောင်ကြိုးစားပြီးဆိုရင်အဲ့ဒါကြီးပါဇက်ကပြောတော့လွယ်လေးပေါ့လေမှတ်ပြီးပြောရင်လည်းရတယ်သို့တော့တကယ်ဟိုတွေ့ကြုံပြီးကိုတွေ့အမြင်နဲ့ပြီးနဲ့ပြီးထားရရင်ပို့ပြီးတော့လေးနဲ့ပို့ပြီးတော့ကောင်းအဲ့ဒါကြောင့်အခုတရားလည်းထိုင်မှုတဲ့လူတွေပါပဲအခုဒီနေ့ကဟုတ်လားတရားလည်းဆက်လက်ထိုင်တာဒါနဲ့လေးလားအပြန်လာကျေးဇူးပြုသွားကြမယ်ဆိုအဲ့ဒါတော့ကောင်းဖြစ်စာတွေ့နေကြီးဆိုရင်လည်းဒါမဟုတ်ဘူးကိုလူလေးလည်းပါအောင်ဒီနေ့လာနေတယ်လည်းဝန်တာလေနောက်တော့လည်းလူများပါလိမ့်မယ်ထင်တယ်ဒီတော့တခြားရက်ကလည်းမလွယ်ဘူးဥစဉ်ဖို့ရတယ်အဲ့တော့ဒီရက်ပဲပြောရတော့မှာဒါသူတို့လည်းအိတ်ကလေးဖတ်ထားပါဗျာတော့ပြောကြတယ်ဒါလေးသူတို့နဲ့တောင်းပါနဲ့ကောင်းပြီနော်